ကျွန်တော်ဒီဗီဒီယိုမှာဒီရေးပေး AI ရဲ့ hook generator လေးကြောင်းပြမှာဖြစ်ပါတယ် hook generator ဆိုတာကျတော့ topic နဲ့ပါကွာလဲဆိုလို့ရှိရင် hook ဆိုတာကျတော့ဒါကျွန်တော်တို့ပထမဦးဆုံး content ရဲ့ဟောနော်ဒီ first စာကြောင်းဒါမှမဟုတ်လဲ first စကားပြောရမယ့်ဟာပေါ့အဲ့ဒါကို hooks လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ TikTok ပဲကြည့်ဒါ short video တွေကြည့်တဲ့အခါမျိုးမှာပထမဦးဆုံး host ကအရင်ရေးကြည့်တယ်အဲ့ host ကပြောတဲ့အခါမှာနည်းနည်းလေးဟိုစိတ်ဝင်စားမှုမရှိဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့တိတ်ပြီးတော့ဗီဒီယိုဆက်ကြည့်ဖို့မဖြစ်နိုင်ဘူးအဲ့လိုပဲ content စာရေးတဲ့အခါမှာလည်းပထမဦးဆုံးစာကြောင့် host ကအရေးကြီးအဲ့တော့ host ကိုကျွန်တော်တို့ဒီမှာ topic နဲ့ခွဲပြီးတော့မှတည်တံ့ generate လုပ်လို့ရအောင်ကျွန်တော်လုပ်ထားပြီးအဲ့တော့ကျွန်တော်တို့ဒီမှာတုံးနေရ topic generator နဲ့တူတူပါပဲဒီကနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့host တစ်ခုကိုရိုက်ထည့်လို့ရပါတယ်ဥပမာစပွဲလို့ကျွန်တော်ရိုက်ထည့်တယ်ဆိုလို့ရှိရင်စပွဲနဲ့ဆိုင်တဲ့ host တွေကို generate လုပ်ပေးပါလိမ့်မယ်ဒါဆိုရင်ဒီမှာသူဝါးနဲ့ဆိုင်တဲ့ဒီ hooks တွေထုတ်ပေးတယ်ပေါ့နော်ဆိုတော့အဓိကသူကဒီကောင် hooks ဖြစ်တဲ့ကြောင့်ကျွန်တော်ခေါင်းစဉ်မဟုတ်ဘူးကျွန်တော်ကောင်းတာကတော့ဒီ host ထုတ်ဖို့အတွက်ကိုဒါပြောဆိုလို့ရှိရင်ပထမဦးဆုံးကိုယ့်ရဲ့ content idea ကိုပြောပြရတာကောင်းတယ်ဒီလို keyword ထက်စားလို့ရှိရင်ပေါ့နော်ဥပမာဆိုပါတော့ three things about YouTube ပေါ့အဲ့လိုမျိုးပြောလိုက်လို့ရှိရင်じゃတော့ပို့ပြီးတော့မှန်တယ်ပေါ့နော်အခုကကျတော့ဒါကျွန်တော်ဝါလို့တစ်လုံးမရတဲ့အတွက်ကြောင့်မို့လို့တော့ဝါနဲ့ဆိုင်တဲ့ဒီကောင်းတဲ့ hook တွေထုတ်ပေးတာပေါ့နော်ဆိုတော့အဲ့ hook တွေကိုကျွန်တော်တို့ယူပြီးတော့မှကျွန်တော်ရဲ့ဒီ articles မှာရှေ့မှာတောင်းမှရှေ့မှာသုံးလို့ရတယ်ပေါ့လေ